2020ရွေးကောက်ပွဲလေးနေလာပြီဆိုတော့အခုချင်းပါတီနဲ့လည်းပြင်ဆင်ထားတာရှိတယ်လေဟုတ်ကဲ့ကျွန်တော်တို့အရင်တုန်းကဆိုလို့ရှိရင်ချင်းပါတီကကိုယ်ရင်းတယ်ခင်ဗျအခုကျတော့ကျွန်တော်တို့2019မေလလောက်ထင်တယ်ကျွန်တော်အဲ့ဒီမှာ CPP လို့ခေါ်တဲ့ချင်းတိုးတဲ့ပါတီ CNDP ခေါ်တဲ့ချင်းမသားပါတီ CAD ဆိုတဲ့ပါတီ၃ခုကပေါင်းစည်းလိုက်ပါတယ်အခုပေါင်းစည်းတဲ့ပါတီကတပါတီတွေပြင်မှာအင်မတန်မှအားရှိလို့ဒီလိုကျွန်တော်ကခံထားပါတယ်ဒေသခံပြည်သူကလည်းပဲချင်းပါတီကများတယ်တခုတည်းဖြစ်အောင်လုပ်ပါဆိုမှကျွန်တော်အခုကပါတီ၃ခုကတခုတည်းဖြစ်သွားပါပြီCNLD ပါတီဖြစ်တဲ့ခါမှာကျွန်တော်မှာဘာခံစားချက်ရှိလဲဆိုတော့ကျွန်တော်လွတ်လွတ်လပ်လပ်ပြောဆိုတော့လာစေုံဖို့ခက်ခဲကအဓိကတော့ကျွန်တော်ပလဲကမြို့နေပါပဲမြို့နေကိုမြို့နေမှာအဲ့ဒီဂျာမာတခါကျွန်တော်ဒီဟာခါကိုတက်သွားတော့ရောက်သွားတော့19ရက်20ရက်နေ့ကကျွန်တော်ကိုစ3လုံးကလာတွေ့ပါတယ်ဖုန်းဆက်ပြီးမှဦးကျော်ငိမ့်ဘယ်မှာတေးလဲကျွန်တော်မေးတယ်ကျွန်တော်တင်းတယ်ကျွန်တော်ပြောပြတယ်ကျွန်တော်တို့လာတွေ့ချင်ပါတယ်တဲ့ဘာကိစ္စလဲဆိုတော့ကိုရဲ့ချစ်တဲ့တောင်းဖို့ဆိုမှကျွန်တော်ပြောပါတယ်ပြောတော့စ3လုံးက3ယောက်ရောက်လာပါတယ်ကျွန်တော်ရဲ့ကိုရဲ့ချစ်တဲ့အားလုံးအပြည့်စုံသူယူသွားတယ်ကျွန်တော်ကမေးတယ်ဘယ်သူကတောင်းခိုင်းတာလဲကျွန်တော်မေးတဲ့အခါမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတောင်းခိုင်းတာတဲ့ကျန်တဲ့ပါတီကိုတော့တောင်းသလားဆိုတော့ကျွန်တော်မသိပါဘူးတဲ့ကျွန်တော်တို့ကအပေါ်ခိုင်းလို့လောက်ရတာပါဆိုမှဖြေတယ်နောက်20ရက်နဲ့ကျွန်တော်တခါမှုခင်းတဲ့ဖွဲ့ CID ကတခါလာပြန်ရောအဲ့ဒါကျတော့သူတယောက်သေးပါဒုရေမှုကြီးကျော်စင်sorry ကျော်မြေဦးသူရောက်လာတယ်သူကလည်းပဲတဲ့ဥကျော်ငင်းတဲ့ကိုရေးချက်တဲ့ပေးပါတဲ့ဟုတ်ပါပြီဘသူကခိုင်းတာလဲမိတယ်ပြည်ထောင်စုရွေးကောက်ကော်မရှင်ကခိုင်းတာပါတဲ့ကျွန်တော်ပြန်မေးတယ်တခြားပါတီကိုကောက်သလားဆိုတော့ကျွန်တော်တို့မသိဘူးတဲ့ကျွန်တော်ကသူတို့ခိုင်းတဲ့လောက်တာဖြစ်တယ်တဲ့ပြောတယ်အဲ့ဆိုကျွန်တော်ပါတီကမကောက်ဘူးနဲ့ကျွန်တော် CNLD ပါတီကိုပဲကောက်ရရှိတယ်ကျွန်တော်အပေါ်မှာဘာတန်ရရှိလို့လဲဘာဖြစ်ရှိလို့လဲကျွန်တော်ပြန်မေးခွန်းထုတ်တဲ့ခါမှာသူတို့မဖြေနိုင်ဘူးအဲ့ဒါမှဖြေဖို့ကသူတို့ခိုင်းတဲ့ပြည်ထောင်စုရွေးကောက်ကော်မရှင်ကပဲဖြေတဲ့ဖြေလို့သူပြောပါတယ်ဒါကတော့ကျွန်တော်တို့အခု2020ရွေးကောက်ပွဲအကြိုကာလပေါ့လေမတိုင်ခင်ကျွန်တော်တို့ကြုံရတာပါဒီထက်မကကျွန်တော်တိုင်းသားပါတီတွေဟာအခက်အခဲတွေကြုံရလိမ့်မယ်ဒီအခက်အခဲတွေကိုကြော်လွှားနိုင်မှသာလျှင်ဒေသခံမေဆန္ဒရှင်များလိုလားတဲ့ကိုယ်စတဲ့ကောင်းနော်တကယ်မိမိပြည်နေအကျိုးပြုမဲ့လူတွေကိုရေးဖို့အချိန်ခါဖြစ်တော့စဉ်စားစားနဲ့လုပ်ကြဖို့တိုင်းသားပါတီတွေကိုလည်းပဲနော်ဒန်းတူညီမျှဆက်ဆံဖို့လိုပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဆွေးနွေးလိုပါတယ်တိုင်းသားပါတီတွေဆိုတာကချင်ကယားကရင်ချင်းမွန်ရခိုင်ရှမ်းစမပြည်နေခုရှိပါတယ်အဲ့ဒီမှာရှမ်းနဲ့ရခိုင်ကတော့သူ့ပြည်နေမှာသူ okay သူတို့ပါတီတို့နိုင်မှာပဲကျွန်တော်ကချင်ကယားကရင်ချင်းမွန်ဆိုတဲ့ပြည်နေငါးခုမှလည်းပဲကျွန်တော်တို့တခါလေတွေ့ဆုံခါမှာဘာကြောင့်ဖွင့်တယ်လဲကျွန်တော်တို့ဖက်ဒရယ်ဆိုတဲ့စနစ်ကိုလိုချင်တယ်ကျွန်တော်တို့လောက်တာပင်လုံစစ်တပ်မဟုတ်ဘူးပင်လုံဒီကုတ်ကိုကျွန်တော်အကောင့်ထိဖော်ဖို့လိုတာပါဒါကြောင့်မလို့ကျွန်တော်တိုင်းသားအားလုံးကပင်လုံစစ်တပ်မဟုတ်ဘူးနဲ့ပင်လုံမှာချုပ်ဆိုခဲ့တဲ့စာချုပ်အတိုင်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တိုင်းသားတွေအနေနဲ့နော်မိမိတို့လိုလားတဲ့ပြည်နေလုပ်ပိုင်ခွင့်တွေကျွန်တော်တောင်းဆိုတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆွေးနွေးလိုပါတယ်